သူတပားနှိပ်စက်စော်ကားတာခံရတဲ့အခါဘယ်လိုလုပ်ရမလဲတီးခံမလားဒါပေမဲ့အဖိုးဒါပေမဲ့တွေဘာတွေမရှိဘူးအဖိုးကျွန်တော်တကယ်မအောင်အီးနိုင်တော့ဘူးမအောင်အီးနိုင်လဲတီးခံရမယ်သူဟာအသက်8နှစ်ပဲရှိသေးပေမဲ့နေတိုင်းအဖိုးဖြစ်သူရဲ့ဖိအားပေးမှုကြောင့်လျှက်စီးပညာရဲ့ we fast စွမ်းရည်တွေကိုလေ့ကျင့်နေရပါတယ်ဒါပေမဲ့အဖိုးကသူ့ကိုတာမန်လူတွေရှိမှစွမ်းရည်ထုတ်ပြခွင့်မပြုခဲ့ပါဘူးအကြောင်းရင်းကတော့သူတို့ပိုင်ဆိုင်တဲ့စွမ်းအားဟာပြင်းထန်လို့ပါပဲသူ့ကိုယ်သူထိန်းချုပ်နိုင်အောင်လို့အဖိုးကသူ့လက်ကဝတ်မှာတရေခွင်းတကွင်းပတ်ပေးထားပြီးစိတ်ကိုအမြဲတမ်းနေစေဖို့တုံးခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကတော့အဖိုးရဲ့စေတနာကိုနားမလည်ခဲ့ပါဘူးအခြားကလေးတွေနဲ့ပြဿနာတက်တိုင်းစွမ်းရည်တွေကိုမထိန်းနိုင်ပဲထုတ်သုံးမိပြီးတစ်ဖက်လူတွေကိုဒဏ်ရာပရာပွားဖြစ်အောင်ရိုက်နှက်မိတတ်ပါတယ်ရန်ဖြစ်ရင်လည်းရန်ဖြစ်ပေါ်ကလူကိုလျှက်စီးနဲ့ဘာလို့ဒေါက်တာတက်လိုက်အောင်လုပ်ရတာလဲရလက်အနေနဲ့မိဘတွေကကလေးတွေကိုခေါ်ပြီးအဖိုးစီလာရောက်တိုင်းတော့ကြပါတော့တယ်အဖိုးကရွာသားတွေရဲ့ဒေါသကိုပြင်းငိမ့်စေဖို့နဲ့ကိစ္စတွေပိုမှကြီးထွားစေဖို့အတွက်မြို့ပေါ်ကဆွေမျိုးတွေစီမှာပတ်စံသွားချပြီးရော်ကြီးပေးပါမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ရွာသားအချို့ကသူ့ကိုမယုံကြည်ကြပါဘူးရှင်ကဆွေမျိုးတွေစီသွားချိမယ်ဟုတ်လားရှင်သာအရင်ကိုတော့ရှာမတွေ့ပဲနဲ့ကျန်းချူလန်ဇင်ချူလန်ကလည်းအဖေမရှိတဲ့ကောင်လေးပဲဟာသူ့မှာထူးခြားတဲ့စွမ်းရည်ရှိတာကိုလူမသိစေဖို့အတွက်အဖိုးဖြစ်သူဟာသူ့ကိုခေါ်ပြီးနောက်တစ်ချိန်အိမ်ပြောင်းရပြန်ပါတယ်နောက်ပြီးနောင်နာကမှာဘလို့အခက်ခဲနဲ့ပဲကြုံသေးခံတတ်ဖို့မှာကြားခဲ့ပါတယ်ဘလို့အခက်ခဲပဲကြုံရပါစေမင်းတောက်ခံရမယ်စိတ်တက်မကြရဘူးတီးခံရမယ်တီးခံပြီးတော့လည်းတီးခံရမယ်တီးခံရင်နဲ့ပဲသူဟာလက်အိုကြီးလိုဖြစ်လာခဲ့ပါတယ်အိမ်အစ်စ်ကိုရောက်တဲ့အခါမှာတော့အဖိုးဖြစ်သူဟာတစ်ခုခုကိုရိပ်မိသွားပုံရပြီးဝက်ပေါင်စူးကြီးတုံးကိုကိုယ်တိုင်ချက်ကျွေးခဲ့ပါတယ်အဖိုးကခီးဝေးတစ်ခုသွားဖို့ပြင်ဆင်နေတာပါအဖိုးအလုပ်လေးနည်းနည်းရှိလို့အပြင်သွားရမယ်ဒါဆိုအဖိုးဘယ်တော့ပြန်လာမှာလဲအဖိုးကဝက်ပေါင်တုံးကုန်အောင်စားပြီးရင်ပြန်လာခဲ့မယ်လို့ပြောပါတယ်တုံးရက်တာအချိန်ဟာမျက်တောင်တစ်ခါအတွင်းကုန်းဆုံးသွားပြီးဝက်ပေါင်တွေကုန်သွားတဲ့အခါအဖိုးကတော့ပြန်ရောက်လာပါတယ်ဒါပေမဲ့ပြန်ရောက်လာတာကအေးဆက်နေတဲ့အဖိုးရဲ့အလောင်းတော်ကြီးဖြစ်နေခဲ့ပါတယ်အဖိုးဘာကြောင့်တေဆုံးသွားလဲဆိုတာမသိရပေမဲ့ဒီအချိန်မှာတော့သူဟာအဖိုးရဲ့စေတနာနဲ့ဆုံးမမှုကိုအပြည့်အဝနားလည်သွားခဲ့ပါပြီအဲ့ဒီနောက်ပိုင်းမှာတော့သူဟာမာနတွေအားလုံးကိုဘေးချိတ်ပြီးအတန်းထဲမှာလူရမဝင်တဲ့တာမန်ကောင်လေးတစ်ယောက်ဖြစ်နေထိုင်တာအဖိုးရဲ့အဆုံးအမကိုအမြဲနှလုံးသွင်းခဲ့ပါတယ်အခုချိန်မှာဖုန်းပေါင်ဖိန်ဘတ်ရဲ့ထက်မြက်ပြင်းထန်တဲ့ဓာတ်ချက်နဲ့ရင်ဆိုင်ရတဲ့အခါမှာတော့သူဟာမာနမရှိသလိုဒူးထောက်အညံ့ခံခဲ့ပါတယ်မမပေါင်ကျွန်တော်မှားပါပြီကျွန်တော်တကယ်ဘာမှမတတ်ပါဘူးဗျာဒါတော့မှဖုန်းပေါင်ကသူ့ကိုလွတ်မပေးပဲဓာတ်ချက်ပေါင်း8948ချက်ဝေရမ်းပြီးကျန်းချူလန်ရဲ့အဝတ်စားတွေကိုအစအနမကြံပြတ်တောက်လိုက်ပါတယ်ဒီအချိန်မှာပဲကျန်းချူလန်ရဲ့ခန္ဓာကိုယ်ပေါ်မှာအနီရောင်လေးကလေးတစ်ကောင်သွားနေတာကိုမြင်လိုက်ရပါတယ်ဒါပိတ်ပင်တားစီးတဲ့ကားထားပါလားဖုန်းပေါင်ကချက်ချင်းဖုန်းထုတ်ပြီးကျန်းချူလန်ရဲ့အဝတ်ပလာတပ်ပုံကိုရိုက်ယူလိုက်ကသူ့ကိုတခင်အဖြစ်အတိမတ်ပြုခိုင်းပါတော့တယ်ဒီလိုလုပ်ရအောင်နောက်ကြရင်ငါ့ကိုမင်းရဲ့တခင်လို့တတ်မှတ်မဟုတ်ရင်ဒီဓာတ်ပုံတွေကိုကျောင်းက forum website ပေါ်တင်လိုက်မှာဟုတ်ကဲ့ပါမမပေါင်ကျန်းချူလန်ငယ်လေးဟာဒီနေ့ကစပြီးမမရဲ့ကြီးချုံမှာပဲစိတ်ကြိုက်ခိုင်းစေနိုင်ပါတယ်ခင်ဗျာကျွန်တော်ကိုလူတစ်ယောက်လိုလုံးဝမဆက်ဆံပါနဲ့မမပေါင်လို့မခေါ်နဲ့တခင်လို့ခေါ်စကားပြောပြီးနောက်ဖုန်းပေါင်ကခလုံးနေဖုန်းအဟောင်းလေးတစ်လုံးချန်ထားခဲ့ပြီးသူမနဲ့အမြဲအဆက်အသွယ်လုပ်ဖို့ပြောကထွက်သွားပါတယ်ဒီအချိန်မှာပဲစုံတွဲတွဲချင်းတွေ့ဖို့ရောက်လာတာကြောင့်ကျန်းချူလန်ဟာတစ်ပင်ကြီးတစ်ပင်ပေါ်တက်ပုံးနေခဲ့ရပါတယ်ညဘက်လူရှင်းချိန်မှာချစ်သူစုံတွဲကရိုမတ်တဆန်ဖို့လုပ်နေတော့အပေါ်မော့ကြည့်လိုက်တဲ့အခါတစ်ပင်ပေါ်မှာအဝတ်မပါပဲပုံးနေတဲ့ကျန်းချူလန်ကိုတွေ့သွားပါတော့တယ်အကိုဟိုမှာလူတစ်ယောက်ရှိနေတယ်လို့ပဲထောက်ပြန်သူကြီးသူအဝတ်စားတွေမဝတ်ထားဘူးမြန်ဖုန်းနဲ့ဓာတ်ပုံရိုက်ထားလိုက်အရေးကြုံလာတာကြောင့်ကျန်းချူလန်ဟာတုတ်ချီတင်ပြေးရပါတော့တယ်ဒါပေမဲ့လည်းဓာတ်ပုံရိုက်ခံလိုက်ရပြီးကျောင်းဟိုပေါ်ရောက်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျန်းချူလန်တစ်ပင်ပေါ်မှာအဝတ်ပလာနဲ့ရှိနေတဲ့ကိစ္စဟာကျောင်းတစ်ခုလုံးမှာဟိုးကျော်သွားပါတော့တယ်သူကျောင်းထဲလမ်းလျှောက်သွားတိုင်းကျောင်းသားတွေကသူ့အကြောင်းတိုးနဲ့အတင်းပြောနေကြတာကိုရှားနေရပါတယ်တာမန်လူတစ်ယောက်လိုအေးအေးဆေးဆေးနေခြင်းနဲ့သူဟာလူတွေရဲ့အာယုံဆိုင်မှုကိုမခံကျင်တာကြောင့်လက်မှာပတ်ထားတဲ့ပတိအတုကိုဖြုတ်ပစ်လိုက်ပါတယ်သူဘလောက်ပဲအေးအေးဆေးဆေးနေခြင်းပါစေနေလို့မရတော့ပါဘူးအကြောင်းကတော့ဖုန်းပေါ်မှာသူ့ရဲ့ခန္ဓာကိုယ်မိုက်စားကိုမြင်သွားတဲ့ဂျူနီယာမလေးတစ်ယောက်ကသူ့ကိုအကောင့် friend လာအဲ့လိုပါပဲသူမရဲ့လှပမျိုးယူစရာအပြုံးလေးကိုမြင်လိုက်ရတဲ့အခါကျန်းချူလန်တစ်ယောက်စိတ်အာယုံတွေလွင့်ပါသွားပြီးစကိတ်စီးရင်းနဲ့တောင်လဲကြမတက်ဖြစ်သွားခဲ့ရပါတယ်